ဒီမိမရဲ့လက်ချောင်းတစ်ချောင်းကရုတ်တရက်ပျော်လဲသွားပြီးကျသွားခဲ့တယ်အဲ့ဒီနောက်မှာပဲကိုမိုင်ခြေထောက်တွေပါကောလိုဆူဆူအကြီးဖြစ်ပျော်လာနေတယ်ဆိုတာသူခံစားလိုက်ရတယ်ဘာတွေဖြစ်နေတာလဲဆိုတာလုံးဝနားမလည်နိုင်ခဲ့ဘူးရုတ်တရက်ထဲမှာပဲသူ့ကိုယ်ခန္ဓာတစ်ခုလုံးက ice cream လိုပျော်လဲသွားခဲ့တယ်ဆိုင်ရှင်ကနီးလာပြီးကြည့်ချိန်မှာမင်းကလေးရဲ့မျက်လာအပိုင်းလေးတစ်ခုသာမြင်ရသေးတယ်ဆိုင်ရှင်ကမျက်လုံးစူးစူးနဲ့တေချာလစ်လာကြည့်ပြီးလက်ချောင်းနဲ့အနှဲငယ်နမ်းကြည့်လိုက်တယ်အရသာကိုသူကြိုက်တယ်လို့ထင်ရတယ်တကယ်တော့မင်းကလေးကပိုလှလီလီအဲ့ဒီမင်းကလေးကနေထုတ်တဲ့ ice cream ကပိုအရသာရှိလီလီဖြစ်တယ်ခဏကြာပြီးနောက်မင်းကလေးရဲ့မျက်နှာကြမ်းတဲ့တဝက်ပါအပီးစီးပျော်လဲသွားပြီးတွားညက်တွေပဲကြမ်းတော့တယ်ဒါကိုမြင်လိုက်ရတဲ့ဆိုင်းရှင်ကကြောက်မတ်ဖွယ်အပြုံးတစ်ခုပြပြီးမော့တစ်ချောင်းနဲ့မြေပြင်ကိုတန့်ရှင်းရလုပ်တယ်ပြီးတော့ပျော်လဲနေတဲ့အကြံကျွန်းတွေကိုကွန်တိန်နာတစ်ခုထဲထည့်ပြီးရောင်းချဖို့ဆင်းပေါ်မှာတင်းလိုက်တယ်နောက်ထပ်ဖောက်တယ်တယောက်လာမယ့်အချင်းကိုစောင့်နေခဲ့တယ်ဒီအရာအားလုံးကိုမြင်ပြီးနောက်မင်းဘလို့ထင်လဲမသိဘူးဒါပေမဲ့ကျမတော့အချင်းအတော်ကြာ ice cream မစားရဲတော့ဘူးထင်တယ်